Winecastle Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကထူးခြားတဲ့နေ့လေးတစ်နေ့ဆိုတော့သိကြလားဒီနေ့ကအမေများနေ့ပါဒီနေ့မှာကြာရောက်တဲ့အမေများနေ့ကတော့နိုင်ငံတကာကသတ်မှတ်ထားတဲ့နေ့ပေါ့နော်ဝိုင်းတို့မြန်မာလူမျိုးတွေအတွက်ကတော့ပြာသိုလားပြည့်နေ့ကိုအမေများနေ့အဖြစ်သတ်မှတ်ထားတာရှိပါတယ်ဝိုင်းကတော့ဒီနေ့မှာကြာရောက်တဲ့အမေများနေ့အထိမ်းအမှတ်အနေနဲ့ podcast လေးတစ်ခုလုပ်ဖို့စီစဉ်ထားပါတယ်အမေများနေ့ဖြစ်တဲ့အတွက်တေချာပေါက်အမေနဲ့ပတ်သက်တဲ့အကြောင်းအရာပဲပေါ့နော်အမေမိခင်ဆိုတာဝိုင်းတို့အားလုံးရဲ့ရင်ထဲမှာအနက်ရှိုင်းဆုံးအခိုင်မာဆုံးအမြင့်တွယ်နေတဲ့အသန့်စင်ဆုံးမေတ္တာကြိုးလေးတစ်ချောင်းဆိုတော့ဒီနေ့ဝိုင်းကဒီ podcast လေးနဲ့ကဘာပေါ်ကမိမိတွေအားလုံးကိုညံ့နိုးစွာနဲ့ခါရောပြုတ်လိုက်ပါတယ်ဝိုင်းကခန်းစားချက်တွေကိုစာလေးတွေကြပြလေးတွေရေးလေးရှိတယ်အကြောင်းအရာအမျိုးမျိုးကိုလည်းရေးလေးရှိတယ်ဒါပေမဲ့ဝိုင်းဘဝမှာဒီအသက်အရွယ်အထိဒီအချိန်အထိအမေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဘယ်တော့မှမရေးပြခဲ့ဘူးဝိုင်းရေးဖို့ကြိုးစားလိုက်တိုင်းဘာမှမသိတဲ့ခံစားမှုတွေကအရန်ပြည့်ကျက်လာပြီးတော့ဝိုင်းရဲ့တုံတုံရင်းရင်းတွေဖြစ်လာတယ်အမေเจ้าရေးတဲ့စာတွေကဘရောမအစာတဘောအဖြစ်အပြီးမတတ်နိုင်ခဲ့ဘူးဒီနေ့တော့ဒါဝိုင်းရဲ့နောက်ထပ်ကြိုးစားမှုတစ်ခုပေါ့နော်ဒီ podcast မှာတော့ဝိုင်းအမေကိုတခါမှမပြောပြခဲ့တဲ့စကားတွေတောင်းပန်ချင်တာတွေနည်းနည်းလေးဖွင့်ဟကြည့်ပါမယ်တငယ်ချင်းတို့လည်းဝိုင်းနဲ့အတူတူခန်းစားနားဆင်ပေးပါအောင်နော်ဝိုင်းမမေကတာမန်အမျိုးသမီးတူပါပဲအချစ်ကြီးတဲ့မျိုးသမီးတူတော့ဖြစ်တာပေါ့သူကငငယ်လေးတုန်းကချမ်းသာတယ်ပေါ့နော်ငွေကြေးဥစ္စာပြည့်စုံတဲ့ဘဝကနေပြီးတော့မှဝိုင်းဖေဖေပေါ့ချင်းမြတ်နှုံမှုတစ်ခုတည်းနဲ့အဲ့ဒီပကာသနာတွေငွေကြေးဥစ္စာတွေအားလုံးကိုထားခဲ့ပြီးတော့ဝိုင်းအဖေနာကိုသူကလိုက်ခဲ့တယ်လို့ပေါ့သူ့ဘဝမှာသူကအမြဲတမ်းချစ်ချင်းကိုပဲရွေးချယ်ခဲ့တယ်သူချစ်တဲ့ကိုဖေဖေကိုရွေးတယ်အဲ့ဒီရွေးချယ်မှုရဲ့နောက်ဆက်တွဲသူရွေးချယ်လိုက်တဲ့အချက်ရဲ့နောက်ဆက်တွဲအကျိုးအပြစ်တွေကိုလည်းတခါမှမငြင်းယူရနဲ့လက်ခံတယ်အရာအလုံးချစ်ချင်းအဖြစ်သိခံမှုတွေသာရှိခဲ့တဲ့အမျိုးသမီးပေါ့တာမန်အမျိုးသမီးလို့ဝိုင်းဆိုပေမဲ့ဝိုင်းအတွက်ကတော့သူကရင်းရင်တယ်အားလုံးကိုလည်းရင်ဆိုင်နိုင်တယ်ဝိုင်းတို့အတွက်အမြဲတမ်းရှိရနေကောက်ွယ်ပေးခဲ့တဲ့အမျိုးသမီးပေါ့ပုံမှန်မိခင်တူလို့ပဲကိုရီးယားနေ့စဉ်ဝေယဝဲစားတွေကနေစပြီးအရာရာတိုင်းအတွက်အမြဲအသင်ရှိခဲ့တဲ့အမျိုးသမီးဝိုင်းအကြောင်းပြောရမယ်ဆိုရင်ဝိုင်းကသမီးလက်ဝိုင်းကငငယ်လေးကလေးကအဖေရဲ့အချစ်ကိုပဲမှတ်မောတယ်အဖေစီကနေအချစ်ခံရအောင်ဝိုင်းအမျိုးမျိုးစူးစမ်းခဲ့တယ်ဒါပေမဲ့ဝိုင်းမစူးစမ်းမင်းနဲ့အခုချိန်ထိအမြဲတမ်းအပြည့်ဝရနေရတော့အမေရဲ့မြတ်တာပဲနေတိုင်းအစားအသောက်တွေကနေစပြီးဝိုင်းမကျင်တတ်တာတွေအစုံအဲ့ဒီအားလုံးကိုရင်ဖွင့်ရဝိုင်းအမေဖြစ်ခဲ့တယ်ဝိုင်းတို့ရဲ့မနေ့ခင်တိုင်းကအမေနဲ့စပြီးတော့ညတိုင်းမှာလည်းအမေနဲ့ပဲပြီးဆုံးပါတယ်ဝိုင်းတို့မိသားစုလေးမှာဝိုင်းဖေဖေဆုံးသွားပြီးတဲ့နောက်ဝိုင်းတို့ညီမတွေကမိသားစုတာဝန်ကိုဝန်ထမ်းလိုက်ရတယ်ဆိုပေမဲ့တကယ်တမ်းဝိုင်းတို့ညီမတွေကိုအခုထိကောက်ွယ်ပေးနေတာအမေပါပဲတကောင်စီးထဲမှာတော့အမေရဲ့အလုပ်ကိုင်ကမိခိုပေါ့ဒါပေမဲ့တကယ်တမ်းမိခိုနေရတာဝိုင်းတို့တွေကသာသူ့ကိုမိခိုနေရတာဝိုင်းပြောခဲ့တယ်လို့ပဲမနေ့တိုင်းကသူနဲ့စရပြီးတော့ညတိုင်းမှာလည်းသူနဲ့ပဲဆုံးရတာမျိုးပေါ့အမေနဲ့ပတ်သက်လို့ဘဝမှာမမတ်ထင်ထင်ဖြစ်ခဲ့တဲ့အချိန်ကာလဆိုလေးတစ်ခုလည်းရှိတယ်လွန်ခဲ့တဲ့10 စုနှစ်ကျော်လောက်ကအမေအကြီးကျယ်နေမကောင်းဖြစ်တယ်အကောင်းရေးတိုင်းရှိနေတဲ့သူကရေချိုးနေနဲ့ရုတ်တရက်လဲကျခဲ့တယ်အုံနောက်သွေးကြောပေါက်တယ်အရက်စကားနဲ့ဆို
လေဖြတ်သွားခဲ့တာပေါ့မနေ့ကအထိကိုရိုမီကိုနေခဲ့တဲ့သူကရုတ်တရက်ဝိုင်းတို့အတွက်ကလေးတစ်ယောက်လိုပြန်ဖြစ်သွားတယ်သူစကားပြောဖို့တွေခက်ခဲခဲ့တယ်သူပြောချင်တာတွေကိုသူကောင်းကောင်းမွန်မွန်မပြောနိုင်ခဲ့ဘူးအဲ့လိုအခြေအနေဖြစ်သွားခဲ့တဲ့နေရာနေသူကစွမ်းရည်တွေအပြည့်နဲ့ဝိုင်းတို့စီကိုပြန်လာခဲ့တယ်ဝိုင်းကသူ့ကိုတာမန်အမျိုးသမီးပဲဘာအင်အားမှအထူးတလဲမရှိဘူးလို့ထင်ခဲ့ရပေမဲ့သူကစွမ်းရည်တွေအပြည့်နဲ့ဝိုင်းတို့စီကိုပြန်လာခဲ့တယ်သူစကားပြောဖို့ခက်ခဲနေတဲ့အခြေအနေသူ့ဘာသာသူရက်တီဖို့ခက်ခဲနေတဲ့အခြေအနေကနေဝိုင်းတို့တွေစိတ်ရှည်ရှည်နဲ့ဝိုင်းတို့ဘက်ပေါင်ပြန်ဆွဲခေါ်ခဲ့ရတယ်အမေကတန်မာလွန်ခဲ့ပါတယ်လပိုင်းလောက်အတွင်းမှာပဲပုံမှန်အနေထားတိုင်းပြန်လာနိုင်ခဲ့တယ်လက်ကလေးတစ်ဖက်နည်းနည်းလေးပုံမှန်မဟုတ်တော့တာလွယ်ပြီးကျန်တဲ့အစိတ်ပိုင်းတိုင်းမှာကဏ္ဍတိုင်းမှာပုံမှန်အတိုင်းကိုရိုစီပြန်လာပြီးခဲ့တယ်အဲ့တော့ကမပြောပြခဲ့တဲ့စကားပေါ့ဝိုင်းတို့စီပြန်လာပြီးခဲ့လို့အရန်ကျေးဇူးတင်ပါတယ်လို့ပြီးတော့အခုချိန်ထိဝိုင်းတို့အတွက်တတိုင်းတစ်ခုလိုကောက်ွယ်ပေးနေသေးတဲ့အတွက်လည်းအမြဲတမ်းအတွက်စိတ်လုံခြုံပြီးအေးချမ်းရတယ်ဆိုတာကိုလည်းမှတ်မှတ်ရရပြောချင်မိတယ်ဆက်ပြီးလဲကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့သမီးတွေကိုစိတ်ရှိသလောက်ကြည်ကြစူပူပြီးတော့အသက်အရှိကြီးနေပေးဖို့လဲတောင်းဆိုချင်ပါသေးတယ်သူ့ကိုတောင်းပန်ချင်တာတွေလည်းရှိတယ်အခုနှစ်ပိုင်းတွေမှာဝိုင်းမှာရုန်းကန်ရတာတွေအများများလာတယ်ပတ်ဝန်းကျင်ခေတ်စနစ်နဲ့ပတ်သက်တဲ့ဖိအားတွေအလုပ်ဖိအားတွေအပြင်လူမှုရေးပြဿနာတွေကိုအမြဲလိုရှင်းနေရတဲ့အခါဝိုင်းကအမြဲတမ်းလောင်မြိုက်နေတဲ့လူတစ်ယောက်လိုဖြစ်လာတယ်အပြင်မှာသစိမ်းတွေကိုတီးခံခဲ့ရတဲ့ဟာတွေကအိမ်ပြေရောက်တဲ့အခါဝိုင်းစိတ်ရဲ့အထုပ်ဖြေရာအမေဖြစ်လာခဲ့တယ်တနေ့ကအလုံးမှာပင်ပန်းလာတယ်မကျေနပ်လာတယ်စိတ်တူဒေါသထွက်တာတွေစုလာတယ်အိမ်ရောက်တော့တကားဝမှာကျူနေတဲ့သူ့အပြောဝိုင်းသတိမထားမိနိုင်တော့ဘူးမမနေကောင်းရဲ့လားဒီနေ့ဘာတွေလုပ်လဲဆိုပြီးဂယုတဆိုင်မေးဖို့ထက်သမီးကိုဘသူကဘာလုပ်လို့ဘာဖြစ်လာတာသမီးကအပြင်မှာဘလို့ပင်ပန်းရတာဆိုတဲ့စကားတွေကြီးပဲပြောမိလာတယ်ဘာလေးစားခြင်းလဲလို့သူမိတဲ့မိကုန်းကတော့ကို့အတွက်ဝင်တော့ဝင်ဖို့လို့ဖြစ်လာပြီးအကောင်းမမြင်နိုင်တော့တဲ့စိတ်တွေဖြစ်လာတယ်ဟိုးရင်ကသူချက်ပေးတဲ့အစားအစာတိုင်းရောအားရပါရစားတတ်တဲ့ကိုကအခုဆိုလို့ရှိရင်ဘာချက်ရတယ်ဘာမှလည်းစားချင်စိတ်မရှိဘူးဆိုတဲ့စကားကိုလွယ်ပြောတတ်လာတယ်သူကတော့အခုချိန်ထိကိုမအိတ်မချင်းစောင့်နေတတ်ပေမဲ့ကိုကတော့ကိုအိတ်ချင်တာနဲ့ဝင်အိတ်တက်လာတယ်ဒါပေမဲ့ဒါတွေကတကယ်စိတ်ထဲကလှုပ်ချင်လို့လုံနေတဲ့အရာတွေမဟုတ်ဘူးဆိုတာကိုတော့မမကိုသိစေချင်တယ်။ဝိုင်းလဲသစိမ်းတွေကြားရုန်းကန်ရတာတွေခက်ခဲတာတွေရှိတဲ့အခါစိတ်လွတ်လက်လွတ်နေလို့ရတဲ့နေရာကမိသားစုပဲရှိတော့တဲ့အခါအမေအိမ်ပဲရှိတော့တဲ့အခါဒီလိုတွေပြုမှုမိတာပါဆိုပြီးတောင်းပန်ခြင်းတယ်။တကယ်တော့အဲ့လိုအချိန်တွေဆိုအမေလည်းစိတ်မကောင်းဖြစ်မှာပဲဆိုတော့ကောင်းကောင်းသိရနဲ့ကိုစိုးသွမ်းနေရင်တော့ကိုမိုက်နေရင်တော့ကို့ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးဆိုတာကိုသိနေလို့အမေအပေါ်မှာစိုးမိုက်မိနေတာတတ်ပါပဲဒါပေမဲ့အဲ့ဒီစိုးသွမ်းတဲ့စိတ်ကကိုအိယာဝင်လို့ကိုအိယာဘေးကရေဘိုးကိုမြင်လိုက်တိုင်းမှာစိတ်မကောင်းမှုအဖြစ်အမြဲတမ်းပြောင်းလဲသွားတယ်ဝိုင်းကအကျင့်ရှိရလေအိတ်နေနဲ့တရေနှွေးလည်းဝိုင်းရေထတောက်တတ်တယ်။နောက်နိုးချင်းမှလည်းဝိုင်းရေအမြဲတောက်လေးရှိတယ်။အဲ့တော့ဝိုင်းရဲ့အိယာဘေးမှာရေတဘူကအမြဲတမ်းဝိုင်းထားတယ်ပေါ့။ဒါပေမဲ့အဲ့ဒီရေဘူဝိုင်းဘယ်တော့မှရေဖြည့်စရာမလိုဘူး။အဲ့ဒီဝိုင်းအိယာဘေးကရေဘူကအမေအိမ်မှာရှိနေတယ်ဆိုရင်ရေမရှိဘူးဆိုတာဘယ်တော့မှမရှိခဲ့ဘူး။အမြဲတမ်းရေရအပြည့်။အဲ့တော့ဝိုင်းကထူးဆန်းလာတယ်။အဲ့ဒီရေဘူမှာရေအမြဲပြည့်နေအောင်အမေကဘလို့သတိထားလဲလို့အမြဲတွေးမိတယ်။တစ်ချက်မပြတ်ကို့ပေါ်ထားတဲ့စေတနာစိုးမိုက်ခြင်းနဲ့ချစ်တိုက်ခြင်းနဲ့ဝိုင်းစိတ်ကိုအမြဲချုံအုပ်သွားစေခဲ့တယ်။ဝို
ဝိုင်းရဲ့အချိုးမပြေမှုတွေကိုအမေဆုံးမသွားတာဘလောက်တောင်နူးညံ့လိုက်လဲအဲ့ဒီရေပြည့်နေတဲ့ရေဘူးကိုမြင်တိုင်းဝိုင်းစိတ်ရိုင်းတွေအမြဲတမ်းရှုံးနေပြီအမေရဲ့မြတ်တာအမြဲတမ်းအနိုင်ရသွားတတ်ပါတယ်ဒါလေးကဝိုင်းမီဝိုင်းပေါ်ထားတဲ့စိတ်ရင်းစေတနာရဲ့တကယ်ကိုအပိုင်းငယ်လေးပဲရှိသေးတယ်တသက်လုံးအတွက်ပေးထားတဲ့မြတ်တာနဲ့အချိန်တွေဆိုတော့ဝိုင်းဘလို့မှလုံလောက်အောင်ပြောပြနိုင်မှာမဟုတ်တာလေအရန်သိကြပါတယ်တကယ်တော့ဘဝရဲ့ဘယ်အချိန်တွေမှာပဲဖြစ်ဖြစ်မမအောင်အမြဲတမ်းရှိစေချင်တာအပြင်တွေကနေအိမ်ရောက်လာတိုင်းသူ့ကိုပဲအရင်မြင်ချင်တာအိမ်မက်ဆိုရင်မက်ပြီးလှန်နိုးလာတိုင်းအမေကိုတွေ့မှစိတ်ထဲနေတာတာခေါင်းမလျှော်ခင်ကို့ခေါင်းကိုသူမနင်းမပေးလို့ရှင်တခုခုစိုးတာတွေဖြစ်မလားဆိုတဲ့အဆွဲတွေဖြစ်တဲ့အထိသူ့ရဲ့ကျင်နာရွရမှုတွေမြစ်တာတွေကိုတောင်းခံတတ်တာအဲ့ဒါကြောင့်မို့လို့မမရှိမှပဲအရာရာကိုအကောင်းဆုံးဖြတ်သန်းနိုင်မှာမို့လို့ရင်ဆိုင်နိုင်မှာမို့လို့အမြဲတမ်းဘေးမှာရှိပေးပါလို့တောင်းဆိုခြင်းတယ်ဘဝမှာရခဲ့တဲ့အကောင်းဆုံးလက်ဆောင်ကမမပပနဲ့ဝိုင်းရဲ့ညီမတွေပါပဲဒါကြောင့်အခုချိန်မှာအဖေတော့မရှိတော့ပေမဲ့ရှိနေသေးတဲ့ဒီအမေရဲ့ဝိုင်းအမရဲ့ဝိုင်းညီမလေးရဲ့ဝိုင်းတို့မိသားစုတွေအမြဲတမ်းပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းလေးနဲ့အမြဲတမ်းနေသွားရပါစေလို့ဆုတောင်းပါတယ်ဝိုင်းတို့မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့နေရတယ်လို့မျိုးပဲကမ္ဘာပေါ်မှာရှိတဲ့မိသားစုတိုင်းလည်းမိသားစုနဲ့အတူနှွေးထွေးတဲ့ချစ်ချင်းမြတ်တာတွေနဲ့တူပေါ်တူတီးခန့်ခွင့်လွှတ်စိတ်တွေအပြည့်နဲ့ချစ်ချင်းမြတ်တာတွေပြည့်ဝပြီးနေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ပါစေလို့လည်းဝိုင်းရဆုတောင်းပေးပါတယ်အပေါ်ကပြောခဲ့တဲ့အတိုင်းပဲအမေနဲ့ပတ်သက်ပြီးရေးတဲ့ကိုယ့်ရဲ့စာဘာမှမဟုတ်ဘူးအပြင်မှာခံစားရတဲ့ခံစားချက်ရနေတဲ့မြတ်တာတွေနဲ့ရှင်လိုက်ရင်ဘာဆိုဘာမှမဟုတ်ဘူးဆိုတော့ဝန်ခံပါတယ်ဒါပေမဲ့ဒီနေ့အမေများနေမှာတော့အမေအတွက်ဝိုင်းအမေအတွက်ကမ္ဘာပေါ်မှာရှိတဲ့တခြားအမေတွေအားလုံးအတွက်အမှတ်တရလေးအနေနဲ့ဒီ podcast လေးကိုဝိုင်းလုပ်ပေးလိုက်တာပါအဲ့တော့ဒီ podcast လေးကနေဒီကမ္ဘာလုံးမှာရှိတဲ့မိမိတွေကိုဝိုင်းဆုတောင်းပေးပါတယ်ကျမ်းမာနေတဲ့မိမိတွေအမြဲတမ်းအခုလိုပဲကျမ်းမာပျော်ရွှင်နေပါစေလက်တလုံးနေမကောင်းနေတဲ့မိမိတွေလည်းယောဂါတွေအခုချက်ချင်းပျောက်ကင်းပြီးအမြဲဆုံးပြန်ကျန်းမာပါစေသားသမီးတွေမိမိတွေရဲ့မြတ်တာကိုခံစားနားလည်နိုင်ပါစေအမေတိုင်းချစ်ရတဲ့မိသားစုနဲ့အမြဲတမ်းချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ပါစေမိမိတွေအမြဲတမ်းပြုံးနိုင်ပါစေတူညီတဲ့ချစ်ချင်းမြတ်တာဂရုစိုက်ကျင်နာမှုနဲ့ပျော်ရွှင်မှုတွေကိုအမြဲတမ်းရရှိပိုင်ဆိုင်နိုင်ပါစေလို့ဝိုင်းရဆုတောင်းရင်းနဲ့ကမ္ဘာပေါ်ကမိမိတိုင်းကိုဝိုင်းကဒီ podcast လေးနဲ့ညနှိုးစွာနဲ့ကာရဝပြုလိုက်ပါတယ်ဝိုင်းတို့နောက် podcast မှာပြန်ဆောင်ပါမယ်နော်